လက်တလောငွေဝင်စေတဲ့နီးလေးကိုကျဲပြောပြတဲ့အခါမှာတော်တော်များများကငွေဝင်ကောင်းကြတယ်လက်လာပါတွေပွေကြတယ်ချက်ကိုယ်တိုင်ကလည်းဆရာတစ်ချက်ရဲ့ဆရာကြီးကိုယ်တိုင်တင်ထားပေးတဲ့နီးကိုအသုံးပြုတဲ့အခါမှာလက်တလောငွေဝင်စေတဲ့နီးလေးဟာဘဝမှာအရန်ကိုသုံးတဲ့အတွက်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒါပေမဲ့လက်တလောငွေဝင်စေနီးကိုအထူးသတိပြုရမယ့်အချက်လေးတစ်ချက်ရှိပါတယ်အဲ့ဒါကတော့လက်တလုံးငွေဝင်စေတဲ့နေရာသိန်းရာချီသိန်းထောင်ချီသိန်းသောင်းချီဝင်ခဲ့တဲ့အရာမျိုးတော့မဟုတ်ပါဘူးဒီနေ့မှာကိုလိုနေတဲ့ငွေကြေးအခက်ခဲပြဿနာလေးတွေဥပမာဒီနေ့တသိန်းလိုချင်တယ်ဆိုလို့ရှိရင်ဒီနေ့ငွေတသိန်းလိုတဲ့အကြောင်းကိုစကြဝဠာကြီးကိုစပို့တဲ့နည်းဖြစ်ပါတယ်အဲ့ဒီမှာယုံကြည်တဲ့သူကယုံကြည်တဲ့အတိုင်းရတယ်မယုံမကြည်နဲ့လိုက်စမ်းပါဦးမယ်မစမ်းပါနဲ့စမ်းသပ်လို့ရတယ်ဆိုတာမျိုးမရှိပါဘူးအရာအလုံးဟာယုံမှကြည်တယ်ဆိုတဲ့စကားလေးကိုမမေ့ပါနဲ့ယုံကြည်လိုက်လို့တဲ့သူတိုင်းကရမှာဖြစ်ပါတယ်ဒီနည်းလေးကိုချဲရဲ့ဒီမှာတိတိကျကျပြထားပေးပါတယ်လိုက်လို့ကြပါဒီနည်းလေးကိုတိတိကျကျလုပ်ပါမသိလို့ရှိရင်အဲ့ဒီ screen လေးကိုချဲပြီးတော့ကြည့်ပါ screen shot လေးယူပြီးတော့ရမှာဖြစ်ပါတယ်မှာချဲကတော့ကြတော့အဲ့မှာစောက်ထူဖြစ်နေလိမ့်မယ်နော်ချဲကဒီမှာကိုကနေပြီးတော့ချဲအများနဲ့အိမ်သုံးစရိတ်လို့ရှိရင်အိမ်သုံးစရိတ်ခုကကြတော့ချဲမှာဖုန်းလေးတစ်လုံးကအရန်ကိုမှဟန်းနေပြီကင်လို့မရဘူးပူနေပြီဖြစ်တဲ့အတွက်ဖုန်းလေးတစ်လုံးလက်တစ်လုံးအရန်လိုနေတာဖြစ်တဲ့အတွက်ဖုန်းဝယ်ရန်ဆိုပြီးတော့ရေးထားတယ်ဖုန်းဝယ်ဖို့အတွက်ချဲကအမြန်လိုနေတဲ့အတွက်အမြန်လိုအပ်တယ်ဘယ်လောက်လဲ15သိန်းကိုနဲ့တန်ရလောက်ပဲကိုတွေးတယ်iPhone တွေ iPad တွေချဲစဉ်းစားဖို့အချိန်မရဘူးချဲလိုချင်နေတဲ့Oppo ဖုန်းလေးလောက်ဆိုလို့ရှိရင်အဆင်ပြေပြီအဲ့အတွက်15သိန်းအဲ့မှာငွေ15သိန်းဖုန်းဝယ်ဖို့လက်ခံရရှိနေပြီဖြစ်ပါတယ်အဲ့လိုမျိုးရေးထားလိုက်တယ်အောက်မှာကကျေးဇူးတင်ပါတယ်စကြဝဠာလို့ရေးပြီးတော့ကိုယ့်ရဲ့နာမည်လေးကိုလက်မှတ်လေးထိုးရင်ပို့ပြီးတော့ပြည့်စုံတယ်မလုပ်ဘူးဆိုရင်လည်းရတယ်အဲ့ဒီမှာခောက်တဲ့နေရာမှာစကားပြောလာပါပြီစကြဝဠာနဲ့လှုပ်တဲ့အခါ3ချိန်3ခါပြုလို့ရတာဖြစ်တယ်အဲ့3ချိန်3ခါမှာခောက်တဲ့နေရာမှာကိုယ့်ရဲ့ရင်ခွင်ထဲကိုခောက်မယ်တစ်ခေါက်လက်တစ်ချိန်ခောက်မယ်နှစ်ခေါက်လက်တစ်ချိန်ခောက်မယ်3ခေါက်ဆိုပြီးတော့3ခေါက်ခောက်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုကိုယ့်ရဲ့အိတ်နေတဲ့ခေါင်းအိုးထဲကိုထည့်ပြီးတော့အိပ်ရပါတယ်အိပ်နေစဉ်တွင်မှာကိုလိုချင်တဲ့ငွေကအမှန်တကယ်ရရှိလာနေပြီဆိုတဲ့ခံစားချက်လေးနဲ့ဖြစ်ပါထည့်ပြီးတော့အိပ်ပါအမှန်တကယ်ရရှိလာမှာဖြစ်ပါတယ်တကယ်ကိုမှကိုယုံကြည်လုပ်ပါယုံကြည်တဲ့သူကတော့တကယ်ကိုလက်တလောလိုအပ်နေတဲ့ခက်ခဲပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဆင်ပြေကြပါစေအခု comment လေးမှာကအဆင်မပြေဘူးချေရဲ့လက်တလုံးငွေဝင်နီးလေးကကွယ်နေတယ်ပြန်ပြောပေးပါပြောလုံးလို့လာပြန်ပြောပေးခြင်းဖြစ်ပါတယ်လိုက်လို့တဲ့သူတွေကတော့ချက်ရဲ့အဆင်ပြေတယ်ငွေဝင်တယ်လို့ခဏလာပြောကြပါတယ်လိုက်လို့ကြည့်ပါဦးကျမခိုင်စုတီပါချက်ရတော့ချစ်မိတ်ဆွေတွေရဲ့ဘဝကိုဖုန်းနံပါတ်ပညာနဲ့အမြင့်ဆုံးရအောင်ပို့ပေးနေတဲ့လက်ဘွားပါမှသည်လက်ဖမိုးဘွားဖြစ်အောင်ပို့ပေးနေတဲ့အအော်ထူးခြားဘွယ်ဘွားတွေကိုပို့ပေးနေတဲ့ဆမခိုင်စုတီဖြစ်ပါတယ်တိတ်ကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်နဲ့ပတ်သက်ပြီးကောင်းမကောင်းအသေးစိတ်စစ်ဆေးခြင်းနဲ့ဆိုလို့ရှိရင်လည်းလာရောက်စစ်ဆေးလို့ရပါတယ်ကျေးဇူးအထူးတင်ပါတယ်